ဆွဲတာကိုလက်ဆောင်ပေးတင်လားဆွဲတာကိုလက်ဆောင်ပေးတာကအရန်ကောင်းပြီးတော့အဓိပ္ပာယ်ရှိတဲ့လက်ဆောင်တစ်ခုအထူးသဖြင့်အခုလိုမျိုးအေးနေတဲ့ဆောင်းရာသီကာလတွေမှာဆွဲတာကိုပို့ပြီးတော့လက်ဆောင်ပေးတင်တယ်ဘာလို့ဆွဲတာကိုလက်ဆောင်ပေးတင်တာလဲနံပါတ်1နှွေးထွေးမှုကိုဖော်ပြရရောက်တယ်ငါမင်းကိုဂရုစိုက်တယ်နှွေးထွေးစေခြင်းနဲ့ဆိုရဲစေတနာနဲ့မေတ္တာကိုဖော်ပြထားတဲ့လက်ဆောင်တစ်ခုလို့ပြောလို့ရှိရင်လည်းမမောင်းနံပါတ်2ရေရှည်အမှတ်တရဖြစ်တယ်အဝတ်စားတွေကရေရှည်ခံတယ်ဒီတော့ဆွဲတာကိုဝတ်တိုင်းကိုယ့်ကိုတတိယနေစီမှာတော့အမှန်ပဲနံပါတ်3ဂရုစိုက်မှုကိုလည်းဖော်ပြရရောက်တယ်ဆွဲတာရဲ့အယောင်ဒီဇိုင်း size ပုံစံဒါတွေကကိုပေးမဲ့သူရဲ့အကြိုက်နဲ့ပေါင်းဆက်ပြီးတော့မှစဉ်းစားထားရတာမို့လို့ဂရုစိုက်တဲ့အသေးစိတ်လေးတွေကိုလည်းဖော်ပြရရောက်တယ်နံပါတ်4အသုံးဝင်ဆုံးလက်ဆောင်ကောင်းဖြစ်တယ်အမှတ်တရနေ့တွေမှာဘာပေးရမလဲမသိဘူးဆိုလို့ရှိရင်တော့ဆွဲတာလေးသာပေးအခုလိုမျိုးအေးနေတဲ့ဆောင်းရာသီ romantic season လေးတွေမှာကပ်ပယ်တွေအတွက်လည်းကပ်ပယ်ဆွဲတာလေးတွေကအရန်စတိုင်ကြတယ်ဆွဲတာလေးတွေကဘယ်သူ့လက်ဆောင်ပေးတင်လဲကိုချစ်သူမိဘအဖိုးအဖွာမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းအကုန်လုံးကိုပေးလို့ရတယ်အသက်အရွယ်ကြားမှမရွေးကလေးတွေလည်းပေးလို့ရတယ်အရေးကြီးတာတစ်ခုကကိုပေးမဲ့သူရဲ့ကြိုက်တဲ့အရာပုံစံ size ဒါလေးကိုသိထားဖို့တော့လိုမယ်နော် Hey, ဖြူပြီလား